အဲ့တော့အဲ့ဒီစကားအရာဆိုရင်ရိယပုဂ္ဂိုလ်တွေဟာလဲသောတပန်ဒီနော်သောတပန်စတဲ့ရိယပုဂ္ဂိုလ်တွေဟာလဲဧဗဓမ္မဒီမဟာသတိပဋ္ဌာန်တုတ်ကိုမျက်မျက်နှိုးနှိုးရှိတယ်ဆိုတာသူတို့ကိုယ်တိုင်လဲနေ့စဉ်နဲ့မြကာယဝေဒနာစိတ်ဓမ္မလို့ဆိုတဲ့ဒီအာယုန်တွေနဲ့ပဲမိမိတို့စိတ်လေးကိုထိမ့်သိမ့်ပြီးတော့စိတ်ပြည့်ဖွယ်ညင်းငွေ့ဖွယ်ရှုပ်ထွေးလာတဲ့လောကရဲ့အာယုန်တွေကနေပြီးတော့ရှောင်တိမ့်ပြီးတော့နေကြတယ်လို့ဒီလိုနားလဲရတယ်ရှောင်တိမ့်နေတယ်ဆိုတာပဋိသင်္လာနလို့ခေါ်တယ်ပဋိသင်္လာနတယောက်ထိကိန်းအောင်တယ်ဆိုတာပဋိဆိုတာထိုတို့အာယုန်စိတ်ဟာထိုတို့အာယုန်နေမြင်ရတဲ့အာယုန်ကြားရတဲ့အာယုန်ထိုတို့အာယုန်လောကအာယုန်စိတ်နောက်เสียစိတ်ပူเสียအာယုန်နေစိတ်ကကိလေသာမရှိရင်တော့မနောက်ဘူးပေါ့သို့တော့ဒါတွေဟာစိတ်နောက်เสียအာယုန်နေလို့ပဲဆိုရတယ်နိဗ္ဗာန်အာယုန်လို့ငြိမ်းချမ်းတဲ့အာယုန်မဟုတ်ဘူးအဲ့ဒီစိတ်နောက်เสียအာယုန်တွေကိုစိတ်ကိုမပုတ်လွတ်ဖဲနဲ့အာယုန်တွေကနေဆုတ်ခွာပြီးတော့ကမ္မထာအာယုန်တစ်ခုတည်းမှာပဲငြိမ်ဝတ်နေစေတာကိုပဋိသင်္လာနလို့ခေါ်တာပဋိသင်္လာနဒါကိုဘာသာပြန်တဲ့အခါကျတော့တဘာဒီကိန်းအောင်တယ်တယောက်ထိနေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုရေးတာစကားလုံးအဓိပ္ပာယ်ကအမတန်မှအဓိပ္ပာယ်ရှိတယ်ပဋိဆိုတာစိတ်ပူစရာစိတ်နောက်စရာအာယုန်တွေကမိမိစိတ်ကိုဆုတ်ခွာစေပြီးသင်္လာနကမ္မထာအာယုန်တစ်ခုတည်းပေါ်မှာငြိမ်ငြိမ်လေးနေတာကမ္မထာအာယုန်လေးနဲ့ငြိမ်ငြိမ်နေတာကိုပဋိသင်္လာနလို့ခေါ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဋိသင်္လာနေယောဂမပိစထစေတယံတို့ပဋိသင်္လာနအပေါ်မှာအထောက်ကြလို့တိုက်တွန်းလေးရှိတယ်ပဋိသင်္လာနမှာကြိုးစားအထောက်ကြလို့ဆိုကိုယ်စိတ်တွေကိုပူပန်စရာအာယုန်တွေစီမသွားစေပဲနဲ့လူတွေကပြောကြတယ်ဒါမိဘတွေကလည်းသားသမီးတွေဆုံးပါတယ်ဟဲ့ဒီနေရာမသွားနဲ့ဟိုမသွားနဲ့ဒီမသွားနဲ့ဒီမှာပဲနေလို့ဆိုတာမျိုးတွေပြောကြတယ်လို့သို့တော့ကိုယ်စိတ်ကိုပြောဖို့တော့မေ့မနေကြကိုယ်စိတ်ကိုအေးမြင်တဲ့အာယုံကြားတဲ့အာယုံအဲ့ဒီအာယုံတွေစီမသွားစေနဲ့ကိုယ်စိတ်လေးကိုကပ္ပထာအာယုံစီပဲပို့လွတ်ထားတာအဲ့ဒါကိုပဋိသင်္လာနလို့ခေါ်တာပဲ